အစည်းအဝေးဆွေးနွေးပွဲနဲ့ပြပွဲများဆိုင်ရာခီးသွွားလုပ်ငန်းဆိုတာကတော့အစည်းအဝေးများမက်လုံးပေးခီးစဉ်များဆွေးနွေးပွဲများနဲ့ပြပွဲများစတဲ့ခမ်းနားများမှာပါဝင်တက်ရောက်ရန်ခီးသွွားလာခြင်းဖြစ်ပြီးစီးပွားရေးအရာခီးသွွားလာတဲ့ business tourism အမျိုးအစားတစ်ခုဖြစ်ပါတယ်။2000ခုနှစ်ကစပြီး MICE tourism ဆိုတဲ့အမည်နဲ့ခီးသွွားလုပ်ငန်းအမျိုးအစားတစ်ခုအဖြစ်အသိမှတ်ပြုလာခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့နေပြည်တော်မှာ25ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးများတတိယကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးနဲ့နိုဝင်ဘာလကျင်းအရှေ့မြောက်အရှေ့အာရှထိပ်သီးအစည်းအဝေးတို့ကို2014ခုနှစ်မှာအင်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပနိုင်ခဲ့တဲ့အပြင်နေပြည်တော်ရန်ကုန်နဲ့မန္တလေးမြို့တွေမှာပြည်တွင်းပြည်ပအစည်းအဝေးများအခမ်းအနားများပြပွဲများကိုစဉ်ဆက်မပြတ်ကျင်းပလျက်ရှိပြီး MICE ခီးသွွားလုပ်ငန်းကိုဖော်ဆောင်လျက်ရှိပါတယ်။အနဝခီးသွွားလုပ်ငန်းဆိုတာကတော့ပင်လယ်သမုဒ္ဒရာကိုဗဟိုပြုလှုပ်ဆောင်တဲ့ခီးသွွားလုပ်ငန်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။အနဝခီးသွွားလုပ်ငန်းဟာစီးပွားရေးအကျိုးအမြတ်များရရှိနိုင်ပြီးပင်လယ်သယံဇာတများကိုထိန်းသိမ်းပေးနိုင်တဲ့ခရီးသွားလုပ်ငန်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။တနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့မြိတ်ကျွန်းစုများနဲ့လမ်ပိအနဝအမျိုးသားဥယျာဉ်များဟာခရီးသွားဆွဲဆောင်မှုအရင်းအမြစ်များဖြစ်ပါတယ်။ရခိုင်ပြည်နယ်အေရီတိုင်းဒေသကြီးမွန်ပြည်နယ်တို့မှာလည်းအလားတူအရင်းအမြစ်များတည်ရှိနေတဲ့အတွက်အနဝခီးသွားလုပ်ငန်းဟာလည်းအလားလာကောင်းမွန်တဲ့ခီးသွားလုပ်ငန်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။နေစဉ်ဖြတ်ကျော်မော်တော်ယာဉ်တန်းခီးသွားလုပ်ငန်းဟာသမိုင်းနဲ့ချီတဲ့အစဉ်အလာရှိတဲ့ခီးသွားလုပ်ငန်းအမျိုးအစားတစ်ခုဖြစ်ပြီးလူသားတို့ဟာရှေးရခင်ကလေးကပင်ကုန်သွယ်မှုနဲ့နေမြေသစ်ရှာဖွေခြင်းတို့အတွက်ရင်းရထားများဖြင့်ဝေးကွာတဲ့ခီးရှည်ကိုလှည့်လည်သွားလာခဲ့ကြပါတယ်။ဒီကနေ့ခေတ်မှာတော့မော်တော်ကားများဖြင့်အပန်းပြေခီးရှည်သွားလာခြင်းနဲ့နေဆက်ဖြတ်ကျော်မော်တော်ယာဉ်တန်းခီးစဉ်များဟာထင်ရှားလူကြိုက်များလာတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာအိမ်နီးချင်းနိုင်ငံများနဲ့ဝင်ထွက်သွားလာလေပတ်နိုင်တဲ့နေဆက်ဝင်ပေါက်များရှိတာကြောင့်နိုင်ငံဖြတ်ကျော်မော်တော်ယာဉ်တန်းခီးစဉ်များကိုလက်ခံဆောင်ရွက်နိုင်ခဲ့ပါတယ်။ Cruise tourism လို့လူသိများတဲ့အပျော်စီးသင်္ဘောခီးစဉ်ဟာလည်းထင်ရှားတဲ့ခီးသွားမျိုးစားတစ်ခုပဲဖြစ်ပါတယ်။ပင်လယ်သမုဒ္ဒရာရင်းက Mega Ship အမျိုးအစားအပျော်စီးသင်္ဘောခီးစဉ်များမြစ်တွင်းသွားအပျော်စီးသင်္ဘောခီးစဉ်များဇိမ်ခံအပျော်စီးသင်္ဘောခီးစဉ်များဂီတဖျော်ဖြေရေးအစားအသောက်စတဲ့အကြောင်းအရာတစ်ခုအတွက်စုဝေးသွားရောက်ကြတဲ့အပျော်စီးသင်္ဘောခီးစဉ်များစတာတွေပါဝင်ပါတယ်။မြန်မာနိုင်ငံမှာရေကြောင်းခရီးသွားလာနိုင်တဲ့မြစ်ကြီးများပင်လယ်ကူးသင်္ဘောကြီးများစိုက်ကပ်နိုင်တဲ့ဆိပ်ကမ်းများမြိတ်ကျွန်းစုကဲ့သို့ကျွန်းစုများရှိနေတဲ့အတွက် Cruise tourism ကိုအကောင့်ထဲဖော်နိုင်တဲ့အခွင့်အလမ်းများစွာရှိနေပါတယ်။